မြန်မာပြည်ရဲ့အအောင်မြင်ဆုံးအလှမယ်သဲစုငိမ့်ကိုဝေဖန်ပြီးလို့အလို့ထွက်လာရတဲ့သတင်းတောက်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာ Selling Insider Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်ပြီးခဲ့တဲ့ရက်မှာတော့သဲစုငိမ့်နဲ့ရင်းနှီးတဲ့သတင်းတောက်တူကနောက်ွယ်မှာမကောင်းကြောင်းပြောတာကြောင့်ပြဿနာတွေတက်နေကြရတာပါသဲစုငိမ့်ဘက်ကနေရှေ့ချိုပြီးတော့နောက်မှာအတင်းတုံနေပြီးတော့လူကောင်းတယောက်ရဲ့အပြုအမူမဟုတ်ဘူးလို့တင်လာခဲ့တာဖြစ်ပါတယ်မီဒီယာသမားတူကရှေ့မှာချိုပြပြီးတော့နောက်မှာအတင်းနေတုံနေတာမို့သဲစုငိမ့်နဲ့ထူအန်လွင်တို့ဘက်ကနေဒေါသတွေထွက်နေတယ်ဆိုတာကိုပရိသတ်တွေကလည်းသိလာခဲ့ရတာဖြစ်ပါတယ်သဲစုငိမ့်ကိုစိတ်နှောက်ယှက်ဖြစ်စေတယ်လို့သိလိုက်ရတာနဲ့ဖန်နီကအချက်လက်တွေကိုရှာလိုက်တဲ့အချိန်မှာဆယ်လီကဘာကမီဒီယာသမားတူဆိုတာသိလိုက်ရပါတယ်အဲဒီမီဒီယာသမားကပွဲတွေမှာဆိုရင်သဲစုငိမ့်နဲ့အမြဲတွေ့နေကြသူတူဖြစ်ပြီးတော့ရှေ့မှာဆိုရင်တော့အမြဲတမ်းချိုသားသလိုလုပ်နေတတ်တာဖြစ်ပါတယ်ဒါပေမဲ့ TikTok ကသူ့အကောင့်မှာတငယ်ချင်းတွေနဲ့ဂိမ်းဆော့ရင်အလှမယ်လောကမှာယွန်စရာအကောင်းဆုံးအလှမယ်ကိုမေးတဲ့အချိန်မှာတောက်ကြသမီးနာမည်လေးလုံးမဟုတ်ဘူးနာမည်သုံးလုံးလို့ကိုဖြေဆိုခဲ့တာဖြစ်ပါတယ်ဒီလိုဖြေခဲ့တဲ့အပေါ်မှာအားလုံးကသဲစုငိမ့်ဆိုတာကိုချက်ချင်းသိသွားကြပါတယ်ဒါကြောင့်မို့လဲမသဲစုလိုက်ဝင်းဆိုတဲ့သတင်းတောက်ကိုသဲစုငိမ့်ရဲ့ဖန်တွေကအပီအပြင်ဝုန်းခဲ့ကြတာဖြစ်ပါတယ်သဲစုငိမ့်ကိုယွန်စရာအကောင်းဆုံးအလှမယ်လို့ပြောတာကိုသဲစုငိမ့်ဘက်ကတော့လူချင်းဝက်စီးပေါင်ထဲမှာတောင်မနေသင့်သူလို့သာတုံ့ပြန်တာဖြစ်ပါတယ်။ရှေ့မှာချိုပြီးနောက်မှာအတင်းတုံနေတာကြောင့်ဒမဘက်ကနေသဘောမကျတာဖြစ်ပါတယ်။တခြားဘာမှမလုပ်ပဲစာလေးသာတင်ခဲ့တာပါ။ဒါပေမဲ့သဲစုငိမ့်ရဲ့ဖန်တွေကတော့လုံးဝကိုလက်ပိုက်မကြည့်နိုင်ပါဘူး။သဲစုငိမ့်ရှေ့မှာချိုပြီးတော့နောက်မှာအတင်းတုံတာကိုမခံနိုင်တဲ့အတွက်ဖန်တွေအားလုံးကသူတို့အင်အားကိုပြသကြပါတယ်။ပြောဆိုခဲ့တဲ့သတင်းတောက်မသဲစုလိုင်းရဲ့အကောင့်ကစာရီအများကြီးပို့ပြီးတော့ပြောဆိုကြသလိုသူလုံးလုံးနေတဲ့ဆယ်လီကဘာကိုလည်းသွားပြီးတော့ပြောဆိုကြပါတယ်မီဒီယာပိုင်ရှင်ဘက်ကတော့တေချာစီစစ်ပြီးတော့မှသာဖြည့်ရှင်းပေးမယ်လို့ပြောတာမို့ဖန်တွေကမကျေနပ်ကြပြန်ပါဘူးဒါကြောင့်မို့ဆယ်လီကဘာရဲ့ post out တိုင်းမှာစိတ်ဆိုးတဲ့ react တွေပေးပြီးတော့လုပ်နေကြတာဖြစ်ပါတယ်အခုလိုဖန်နီအားလုံးကိုဝိုင်းဝန်းပြီးတော့လှုပ်ပေးကြတာမို့မသဲစုလိုင်းဘက်ကနေအလောကထွက်တဲ့အထိကိုဖြစ်သွားခဲ့တာဖြစ်ပါတယ်သူဘက်ကနေသဲစုငိမ့်တို့ကိုလည်းတောင်းပန်ခဲ့တယ်လို့သိရပါတယ်ဒါပေမဲ့လည်းအလုံးမှာပါမျက်နှာပြရတာမို့မီဒီယာကနေအလုံးထွက်လိုက်တာလို့အသိပေးလာခဲ့ပါတယ်အလုံးထုတ်ခိုင်းတာကသဲစုငိမ့်ထုတ်ခိုင်းတာမျိုးမဟုတ်ပဲမသဲစုလိုင်းဘက်ကနေသာထွက်သွားတာလို့သိရပါတယ်ဒါကသဲစုငိမ့်ရဲ့ဖန်တွေကအင်အားဘလောက်တောင့်တင်းလဲဆိုတာကိုအထင်သာမြင်တွေ့လိုက်ရတာဖြစ်ပါတယ်ဒမဟုတ်လား TV ဆိုတာနဲ့အခုလိုတစုတစည်းတဲ့ဝင်းရံပေးကြတာမို့မြန်မာနိုင်ငံမှာအအောင်မြင်ဆုံးအလားမယ်စီးရင်ထဲမှာတောင်ပါလာပြီလို့ဆိုရမှာဖြစ်ပါတယ်။ဒဲစုငိမ့်ကအလားမယ်လောကနဲ့အနုပညာလောကမှာမထင်မှတ်ထားလောက်အောင်မြင်လာတာမို့မနာလိုသူတွေလည်းများနေခဲ့ပါတယ်။ဒဲစုငိမ့်ကိုမနာလိုလို့မဟုတ်မမှန်တာတွေဝေဖန်မယ်ဆိုရင်ကာကွယ်ပေးကြမဲ့ဖန်တွေကလည်းအစင်သင့်ကိုရှိနေတာဖြစ်ပါတယ်။ဒဲစုငိမ့်ကအသက်16နှစ်နဲ့ဒီလိုစမ်းမျိုးနဲ့အောင်မြင်တဲ့အတွက်အရန်ကိုကန်ကောင်းတယ်လို့တောင်ဆိုရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီစမ်းကိုလူတွေကပို့ပြီးတော့မနာလိုဖြစ်လာကြပြီးတော့ဝေဖန်တန်ရမလွတ်နိုင်ဖြစ်နေရတာပါ။ဒဲစုငိမ့်ကိုထီမီလို့အလုပ်ထွက်သွားရတဲ့သတင်းတောက်အပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးကြအောင်ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့အဆုံတွေ့ကြပါစို့ရှင်။